တက္ကညာအိမ်ကိုဆုံးခံသွားရတယ်ဒီဆုံးပစ္စည်းအရှာသွားရအဲ့ဒီလိုဆုံးခံသွားတဲ့အခါမှာစိတ်ကဘယ်လိုထသွားရငါဒီတဲ့မြင့်မောက်မော်ကြွတဲ့မာမနာတိဟုသောနှာမောင်းကြီးကိုမြောက်ပြီးတော့ဒကာဒကမများအိမ်ငါမသွားဘူးဟဲ့အဲ့ဒီလိုကျင့်ပါသွားကြတဲ့ကိုကမာမနာတိဟုသောနှာမောင်းကြီးမြောက်ပြီးသွားရင်ဘာဖြစ်တတ်တယ်လဲသာစေမောကလနာဘိက္ခုဥစ္စာသွန်တံပကဟိတဝါကုလာနိဥပသင်္ကမတိမောကလနာစေတမောကလဘိက္ခုအမတ်မထင်ယဟန်တပါးပါသည်ဥစ္စာသွန်တံမြင့်မောက်တဲ့မာမနာဒီဟုသောနှာမောင်းကိုပကဟိတဝါချီမြောက်၍ကုလာနိအမျိုးလေးပါဒကာဒကမတို့အထံတို့သစေဥပသင်္ကမတိအကယ်၍သွားညာအာဟောဒီဒကာဒီဟုတ်လားငါဒကာဒီငါနဲ့အလွန်ရင်းနှီးတဲ့ဒကာတွေငါပြောရင်ပြီးမှာပဲငါမြင်ရင်ဆွလောက်မှာပဲဆိုတဲ့ဒီမမနာနှာမောင်းကြီးမြောက်ပြီးတော့များယဟန်တပါးမြို့တဲ့ရွာတဲ့ဆုံးခံသွားလို့ရှိရင်ဘာဖြစ်တတ်တယ်လဲတန်တိဟိမောကလနာကုလေသူကိစ္စကရဏီယာနိမောကလနာစေတမောကလံကုလေသူအမျိုးလေးပါဒကာဒကမအများတို့၌ကိစ္စကရဏီယာနိမချွတ်ဧကံပြုလို့ရမယ်အလုံးများမပြုပဲဆိုင်း၍ထားလင်လေရတဲ့အလုံးများသည်တန်တိဟိတန်တိဧဝအထင်ရှားအများကြီးရှိကြကုန်ပြီသာဖြစ်သာဒကာဒကမတွေကဘဟုကိစ္စဘဟုကရဏီယအလုတ်ကိစ္စတွေပြုပွဲတွေအင်မတန်များတယ်ကိစ္စဆိုတာကဒီအလုတ်ကိုလှုပ်လိုက်ရင်လှုပ်မလှုပ်လိုက်လို့ရှိရင်ဆုံးရှုံးသွားမဲ့အလုတ်မျိုးကိုကိစ္စလို့ခေါ်တဲ့ပါဠိကရဏီယပြုပွဲဆိုတာကအကယ်၍မလုတ်တော်လည်းပဲဆိုင်ထားရင်ဖြစ်သေးတဲ့အလုပ်မျိုးကိုကရဏီယလို့ခေါ်တဲ့ဒါဘုန်းကြီးတို့စာပေကဟုတ်လားကိစ္စကြီးငယ်ပြုပွဲရာဆိုတဲ့နေရာကိစ္စလို့သုံးရင်ဒီအလုပ်ကိုလုပ်ရင်လုပ်မလုပ်လို့ရှိရင်ပေါ့လေအကျိုးရုပ်သွားမှာမျိုးကိုဒါကိစ္စခေါ်တယ်ဒီအလုပ်ကမလုပ်ပဲဆိုင်ထားရင်ရသေးတဲ့အလုပ်အကျိုးမရုပ်ဘူးပါဆိုရင်အဲ့ဒီအလုပ်မျိုးကိုပြုပွဲကရဏီယလို့ပါဠိလိုခေါ်တယ်ခြေသားမောက်ကလားဒကာဒကမတွေမှာတဲ့ကိစ္စဆိုတဲ့မလုပ်ရင်မဖြစ်တဲ့အမှုတွေကရဏီယဆိုတဲ့ခဏဆိုင်ထားရင်ရသေးတဲ့အမှုတွေအင်မတန်များရှာကြတယ်အဲ့ဒီများတဲ့ကိစ္စကြောင့်ဘာဖြစ်တတ်တယ်လဲဆိုတော့ယေဟိအာဂတံဘိက္ခုမနုဿာနာမနတိကရွန်တိယေဟိအကျင့်ကိစ္စကရဏီယကိစ္စကြီးငယ်ပြုလုပ်ဖွယ်တို့ဖြင့်ဝါပြုလုပ်ဖွယ်တို့ကြောင့်အာဂတံမိမိတို့အိမ်မောက်ရောက်လာတဲ့ဘိက္ခုယဟန်ကိုမနုဿာလူဒါယကာတို့သည်နပတန္တိမမြင်ပဲရှိတတ်ကုန်၏အဲ့ဒီပြုဖို့ကိစ္စတွေထဲမှာကြိုးကုပ်အထုတ်နေရတဲ့အတွက်ဓမ္မလူကမတွေကမိမိအိမ်ဝအပေါက်ရောက်လာတဲ့ယဟန်ကိုမမြင်မဲတဲ့တခါတလေရှိတတ်တယ်ရှိရင်ဘာဖြစ်တာတန္တရသဘိက္ခုတန္တရသဘိက္ခုသာဧဝံဟောတိတန္တရာထိုသောအိမ်ပေါက်ရောက်သောအခါဒကာဒကမတို့ကိစ္စများနေလို့ယဟန်ကိုမမြင်သောအခါ၌ဒကာဒကမတွေရောက်ဝယ်မှုကိစ္စတွေအင်မတန်ရှုပ်ထွေးနေလို့ဒီကိုယ်တော်ကိုမမြင်ဘူးဆိုရင်အာသာဘိက္ခုသာထိုယဟန်ဤသန္တာ၌ဧဝံဤသို့သောအကျံအစီဘီဟောတိဖြစ်တတ်၏အဲ့ဒကာဒကမကမမြင်လို့ဆုံးမလောင်းနိုင်
အဲ့ဒီမမြင်လို့ဆုံးမလောက်နိုင်တာကသူ့အကြောင်းနဲ့သူရဲ့ကိစ္စကရဏီယအလုတ်ကိစ္စအသွဲသွဲပြုလို့ဖွယ်တွေးတဲ့စိတ်ဝင်စားနေရလို့ကိုယ်တော်မမြင်တာမမြင်လို့ဆုံးမလောက်ရတာဒါပေမဲ့လို့ဒီကိုယ်တော်ကဘယ်လိုအောက်မေ့တာကောသူနာမဣဒာနိမံဣမသမိန်ကုလေဘိစီကောသူနာမဣဒာနိမံဣမသမိန်ကုလေပရိပိန္တိမာငါကိုကောသူနာမအဘဲအမည်ရှိသောယဟန်သည်ဣဒာနိယခုအခါ၌ဣမသမိန်ကုလေဣဒာယကာတို့အိမ်၌ပရိပိန္တိစိတ်ဝမ်းကွဲပြားအောင်များပြုလုပ်ထားပါလေကိုတော့အထင်မှားကိုဘုရားတော်တရားဓမ္မတွေကိစ္စများလို့ဟုတ်လားကြွပါဖေ။မပင့်နိုင်တာသုံးမလောင်းနိုင်ပဲရှိအဲ့ဒါဒီကိုတော်ကအထင်မှားတတ်တယ်ဘယ်ကိုတော်ကများအခုငါကိုဒီတရားဓမ္မတွေနဲ့စိတ်ဝမ်းကွဲပြားအောင်လုပ်ထားပါလေနတ္တာနိမေမယိမနုဿဝိရတာရူပဒါနိမေမယိမနုဿဒါနိဣဒာနိယခုအခါ၌ဣမေမနုဿဤအိမ်ကလူများတို့သည်မယိငါအပေါ်၌ဝိရတရူပတချင်းကင်းသောသဘောရှိကုန်၏ဘေကုတော်များငါဒီအိမ်နဲ့စိတ်ဝန်းကွဲအောင်လှုပ်ထားပါလေအခုဒီအိမ်ကလူတွေကငါအပေါ်မှာပေါ့လေရှင်းကနဲ့မတူကြမူထူးခြားတချင်းကင်းတဲ့သဘောတွေရောက်ကုန်ပြီဣတိဤတို့ဘိက္ခုတယဟံဤတန္တာ၌ဧဝံဤတို့အထင်မှားအမြင်မှားအကြံမှားသည်ဟောတိဖြစ်၏ဟောအထင်မှားအမြင်မှားအကြံမှားဖြစ်ကုန်ရောဖြစ်တော့ဘာဖြစ်တတ်ဣတိတ်သာအာလာဘေနမင်ကုဘာဝဣတိဤတို့လင်အတ္တထိုယဟံအာလာဘေနတရားဓမ္မများကိစ္စများနေလို့သုံးမလောင်လိုက်တဲ့အတွက်သုံးမရခြင်းဟူသောအကြောင်းကြောင့်မင်္ဂူဘာဝနှလုံးမသားရခြင်းသည်ဟောတိဖြစ်၏စိတ်တွေကအထင်လွဲတခါတဲ့နှလုံးနဲ့မချမ်းသာတော့ဘူးဒေါမနတတွေဖြစ်မင်္ဂုဘူတတ္တဥဒိစ္စံမင်္ဂုဘူတတ္တနှလုံးမသားမရဖြစ်သောယဟန်ဤတဏ္ဍာ၌ဥဒိစ္စံအာယုံထွေးပြရွေလျောခြင်းဆိုတဲ့ဥဒိစ္စတရားသည်တုံ့လုံခြင်းဆိုတဲ့ဥဒိစ္စတရားသည်ဟောတိဖြစ်ပါတော့၏နှလုံးမချမ်းသာပြီဆိုရင်ဥဒိစ္စတွေတခါတဲ့ထိုအာယုံစိတ်ရဲ့လွန့်ပါနှလုံးတုံ့လုံမှုဆိုတဲ့ဥဒိစ္စတွေပေါ်လာရောတယ်ဥဒတတ္တဥဒိစ္စကိဉ္ဝတဲ့ပုဂ္ဂိုလ်အားအတံဝရောယဟံဒိဋ္ဌာမဆောင်စည်းခြင်းသည်ဟောတိဖြစ်၏ဥဒိစ္စနှိမ့်ဆက်လာပြီဆိုရင်ယဟန်တို့စောင့်စည်းရမယ်ကာယကံအမှုအရာဝစီကံအမှုအရာတွေမစောင့်စည်းတော့ဘူးမစောင့်စည်းပဲနဲ့ကာယကံကလည်းပြုမှဝစီကံကလည်းပြောမှအဲ့ဒါဒီဖြစ်ကုန်တတ်တယ်ဖြစ်ရင်ဘာဖြစ်အတံဝုတတအာရစိတ်တံသမာဓိမာမောက္ကလနာจิตမောက္ကလအတံဝုတတကိုနှုတ်ကိုမဆောင်စည်းတဲ့ယဟန်ဤအဖို့ရစိတ်တံစိတ်သည်သမာဓိမာဥပ္ပစာရသမာဓိအပ္ပနာသမာဓိမာအာရအဝိကြီးကိုနှုတ်မှမဆောင်စည်းဘူးဆိုရင်အဲ့ဒီကိုယ်တော်ရဲ့စိတ်ဟာဘယ်လိုနည်းနဲ့မှဥပ္ပစာရသမာဓိလောကီဇံသမာဓိလောကုတ္တရာမဲ့ဖို့သမာဓိအပ္ပနာသမာဓိတွေနဲ့အဝေးကြီးกว่าလှမ်းသွားလောကုတ္တရာဇံမဲ့ဖို့ရမဖြစ်တော့ဤစကားရဖြင့်မြတ်စွာဘုရားသည်ရှင်မမောက္ကလံကိုပါအမိန့်ရှိဒဂါဒဂမတို့ထံသုံးကန်သွားတဲ့အခါမှာငါဟုသောမင်္ဂနာနှာမောင်းကြီးမြောက်မသွားနဲ့မြောက်သွားရင်ဟောဒီလိုကြီးဖြစ်တတ်အဲ့ဒီလိုသုံးကန်သွားတဲ့အခါမှာပေါ့စိတ်ထားဟောဒီပုံမျိုးထားမသွားနဲ့ဒီအတွက်ဟောတယ်ပြီးပြန်
ပြီးတော့ဆက်ပြီးပါဟောပြန်တယ်လေအဲ့ဒီမဟာတက္ကရာ103ခုနဲ့တကူတွဲလာဆန်းရှိရဲ့အစရာယမာနသုတ်တံလို့ခေါ်ပါအဲ့ဒီပြီးတဲ့နောက်ပေါင်းသင်းဆက်ဆံရေးယောဂဝဆရပုဂ္ဂိုလ်များရဲ့ပေါင်းသင်းဆက်ဆံရေးကိုမြတ်စွာဘုရားဟောပြန်ဒါနမတိယမောက္ခလနာဧဝံသိခိတဗံနဝေဂဟိကကထံကတိသာမိတိဧဝံဟိတေမောက္ခလနာသိခိတဗံမောက္ခလနာစေတမောက္ခလံတတမတို့ရာကဣဟံအံ့ဘွယ်ရှိဖြာဤငါဖရာသာသနာ၌တေသင်စေတတိဧဝံဤသို့သိခိတဗံကျင့်ကြံကြိုးကိုအာထုတ်ရမယ်ဘယ်လိုလဲအဟံငါဒီဝေဂဟိကကထံဆန့်ကျင်ဘက်ကယူတဲ့စကားကိုနကထေသာမိမပြောဆိုဘူးနကထေသာမိဒီမပြောဆိုဘူးဟဲ့လို့ဧဝံဟိဤသို့လင်တေသင်္ချေသာတိသိခိတဗံကျင့်ကြံကြိုးကုန်အာထုတ်အာထုတ်ရမည်ခြေသာတွေ့သည်မြပုဂ္ဂိုလ်တွေရဲ့အပေါ်မှာဆန့်ကျင်ဘက်စကားငါမပြောကြဘူးဟဲ့လို့သာအဲ့ဒီလိုသာကျင့်အဲ့လိုနှလုံးသွင်းဝိက္ခာဟိကကထာဆန့်ကျင်ဘက်ယူတဲ့စကားဆိုတာဘယ်လိုစကားမျိုးလဲငါတောရှိမန္တမဝိနယံအာဇာနာတိယဟန်ဟာယဟန်နဲ့တွေ့လူနဲ့တွေ့ဟာလားယဟန်လို့တဲ့ပုဂ္ဂိုလ်ကတွေ့တဲ့ပုဂ္ဂိုလ်ကိုဒီဆန့်ကျင်စကားပြောဆိုတာသင်ဟာဤဓမ္မဝိနယကိုမသိပါဘူးအဟံဣမံဓမ္မဝိနယံအာဇာနာမိငါမဤဓမ္မဝိနယကိုပိုင်ပိုင်ခြားခြားသိတာဂိဏ်တွန်ဣမံဓမ္မဝိနယံအာဇာနိကတိသင်သည်ဤဓမ္မဝိနယခေါ်တဲ့ဖယားသာသနာဘယ်တော့သိမှလဲအဲ့ဒီလိုပုရိဝသနိယံပစ္စသဟိတံမေအသဟိတံတေမေငါဤစကားဒီသဟိတံရှေ့နောက်ဆိုင်တေသင်ဤစကားဒီအသဟိတံရှေ့နောက်စကားအဆက်အစမရှိအမိမတဲ့အမောက်မတဲ့ပုရိဝသနိယံပစ္စအဝစပိဿဝသနိယံပုရိအဝစမိစကားဟာရှေ့ပြောရမယ်စကားနောက်မှပြောနောက်ပြောရမယ်စကားကိုအရင်ပြောနေပါမကောအတိစိဏံတေဝိပရာဝတ္တံမိနစ်ရှည်ရက်ချက်လက်ကျက်ထားတာတွေငါတခွန်းပြောလိုက်တာနဲ့တခါတည်းအကုန်လုံးနောက်ပြန်လှည့်သွားပြီအာရောပိတောတေဝါတော့မင်းရဲ့အယူဝါဒပေါ်မှာငါပိုင်ကြီးအပြစ်ကိုပြလိုက်ရပြီစရဝါဒပမောက္ခာယငါအခုတင်ပြလိုက်တဲ့အပြစ်ကလွတ်အောင်မင်းလှည့်လေကျက်စားပြီးသွားသင်ကြီးအောင်ကွာနိဗ္ဗေထေဝါသစေဘဟောတိအကယ်၍မင်းတတ်နိုင်တဲ့ပတ်ဆိုလို့ရှိရင်ဒီနေရာမှာပဲပြန်ရှင်းရန်စကားပြောဖို့စာတဲ့ကအဲ့ဒီတန်ပြောတာအဲ့ဒီစကားမျိုးကိုဝိက္ခာဟိကကထာတဲ့ဆံញင်ဘက်စကားချင်းသာမောက္ကလံတွေ့သည်များပုဂ္ဂိုလ်တွေရဲ့အပေါ်မှာသင်သည်ဤဓမ္မဝိနယကိုမသိငါမဤဓမ္မဝိနယကိုသိတာဤသို့ဆန့်ကျင်ဘက်စကားငါမပြောဘူးဟဲ့ချက်သားကျင့်ရလိမ့်မယ်ဆန့်ကျင်ဘက်စကားပြောရင်ဘာဖြစ်တတ်တယ်လဲလို့ဆိုတော့ဝိက္ခာဟိကာယမောက္ခန္လာနကထာယသတိကထာဘာဟုလံပါတိကင်ခံမောက္ခန္လာနจิตမောက္ခန္လံဝိက္ခာဟိကာယကထာယဆန့်ကျင်ဘက်စကားပြောကြခြင်းသည်တတိရှိလာတော့စောစောကပြောတဲ့မင်းကွာကြီးသုတ်ပြီးဓမ္မဝိနည်းမင်းမတတ်ပါဘူးငါသာတတ်တာစသည်ဖြင့်ဆန့်ကျင်ဘက်စကားပြောလာလို့ရှိရင်ကထာဘာဟုလံစကားကျေပွားအလွန်များခြင်းကိုပါတိကင်ခံအလိုရှိအာ၏ကိုကတစ်ဖက်ကပြောနေပေမဲ့ဟိုတစ်ဖက်ကဗဇတ်မပါတာမဟုတ်ဘူးတဲ့ဟိုတစ်ဖက်ကပြန်ပြီးခြေပတ်ကိုကခြေပတ်သူကခြေပတ်တော်ကြတော့စကားများကုန်ရော
Any Kataba, the Ganya and Baptist, Kataba only that the Otisan, Kataba only, Dubio, Kubio, Napetione, Zagadwi, Pionia, Lati Chido, Otisan, Pianlunia, Otisadi, Hodi, Chebado, Otisadi, one layo. Odetta Adam were all Odessa Chilabi, Tulu, she. Kaya Tamwara was he Tamara, Kayagan was he Gani Masam Vido. Adam would dada ara say down the Madema. Kayagan was he Gamu Masando, who should a Pogo ye say, Ubasara Tamadi, Abana Tamadine, way yo. Ubasara Tamadi, Abana Tamadi, Yabu, way. Yazabia Edi Dagaya but the Pariyanta Karita but the Boko Done Dagani no Yosuya night Pariyanta Karita a pay a chance see Kankalanang Jingo Horaba Duelo she and body title out and allow the out of your Any the Gabio to moon night, see Kangalana and Yoba. A cool Yoga, Wika, Hika, Katako, Sanjambe, Sagam, Madiobane, Yasavia, Dinilambira, that day. Be shit a bit about me. Now, Mogalana Tabi, and the gun one yami. Nabana Mogalana Dabi and the Gana one yami. Mogalana Cheda Mogala, Handu Dumadusia Payangadi. Dabi Hewa alone to him, Daden. Landegani no Jingo, now one yami, Mechimamba. Mogalana Cheda Mogala, Handu Dumadu Isia Payangadi. Dabi Hewa alone to him, Daden, Landegani. Yo tui jingo na banana one yami. Machiman the lema hoba. Cheta. Nafia, alumne, yo need a gule machimam. Alumne, yo need a gule machimam bule mahobu. Yo no jim mamma miago, a gonga via chimanda mahobu. Yo no jim mamma miago, a gonga via machimanda lemahobu. Macho do yo no jingo, a via machimamu. Vince yo no jingo, a via chimane. Pino solo bade. Pelu yo no jingo, yasa via machimane. Sepiro yasa via hode. Bagahanta Babesi de Ko Moganana, Tandegana, one yami. Moganana, Cheta Mogala. Bagahanta Babesi de Lunin the Guado Yahando ne. Ko sends it Tandegan. The Gadui Ponglo on Dio. That's all ne. You know you need Jinguna one yami, Napia Machimwan. Yoga was an Boko Sura. Lude Yahande ne Zagadi Pamla on Pio. The Togo ne, Yoni Jingu Mafiam Chimamu. Luyino, Papa Mita Santagan, Shamame, Sulu. Taming Gami Edilu Yono Mugo Payama Chimayan, Belu, Ayodo, Chimana Lesuro. Yani Zako Dani Pina Danani Abba Dani Abba Nigo Dani Wizanawa Dani Manuta Rahati Yakani Bati Lana Darubani Yani Kobana Dani Pina Danani Ajin Jong Ayatu Bi Pelu the Boshi Abba Dani Ludan Kinseko Abba Nigodani Mudan Yuadan Doma Dinsegoi Wizanawa Dani Walado Ludo Yeli Ma Desegoi Manuga Rahadi Yagani Ludo, the Leo Hueto Gisago, you nine goi
ฏิกัลลานาตารุปานีตุโรကောင်းတို့အဖို့ယံတကိုယ်ဒီကိန်းအောင်ဖို့ယံသင့်လျောလျောက်ပတ်ကုန်၏အကျဉ်းကိုသောတောကြောင့်များဘယ်လိုသဘောရှိသလဲအပ္ပတတ္တလူသားမရှိခြင်းအပ္ပနိဂောသမြို့တန်ရွာတန်တို့နဲ့မရောခြင်းဝိဇနဝါဒသွားတဲ့လာတဲ့လူတွေအသွားအလာအဆုံးအဆံကြောင့်ဖြစ်ပေါ်တဲ့လေလုံးဝမရှိခြင်းလူသူလေးပါအသွားအလာပြတ်တယ်ပေါ့ပြတ်တဲ့ကြောင့်မနုဿရဟတေယကလူများဒီလျှို့ဝှက်သောကိစ္စကိုပြုခြင်းရင်ပေါ့မင်းအစရှိသောသူများမသိအောင်လျှို့ဝှက်သောကိစ္စပြုခြင်းရင်ပြုလုပ်နိုင်တဲ့နေရာဖြစ်တောကြဆိုတာပေါ့ဟုတ်လားတောကျူအောင်ကြဆိုတာအရက်ချက်တဲ့လူကလည်းဟုတ်လားရှုပ်ဝဲအပ်တဲ့ကိစ္စဆိုတာမင်းမသိအောင်ပြုလုပ်တဲ့ကိစ္စအရက်တို့ပုံကွယ်ချက်အဲ့ဒီတောကျူအောင်ကြဆိုတော့အစိုးရမင်းများလည်းလိုက်မဖမ်းနိုင်ကစားမှုလောင်တမှုတောက်မှုစားမှုအစရှိတဲ့လူတွေရှုပ်ဝဲအပ်တဲ့ကိစ္စကိုပြုလုပ်နိုင်တယ်ဒါလူတွေဖို့ယောဂီသူတော်စင်ယဟန်သံဃာများအဖို့ကြတော့ပฏิသင်္လာနာတာရုပ္ပါဏီတကူတဲ့ကိန်းအောင်ကိုသင်လျော်လျောက်ပတ်တဲ့တောကြောင့်နေရှိတဲ့ဧဝရူပေသုသေဧဝရူပေဟိသေနာတနေဟိတံသက္ကံဝဏ္ဏယာမိမောက္ကလနာจิตမောက္ကလဧဝရူပေဟိဤသို့သဘောရှိကုန်သောဝါအင်္ဂါ၅ပါးပြည့်စုံကုန်သောသေနာတနေဟိကျောင်းတို့နှင့်သံတေကံယောနောနေထိုင်ခြင်းကိုတော့အဟံလူသုံးပါးတို့ဆရာဖရာငါသည်ဝဏ္ဏယာမိနှလိုအာယံချီးမွမ်းပါ၏ဤတောကြောင့်နေတာကိုတောကြောင့်တွေနဲ့ရောနေတယ်ရောနှောခြင်းလို့ခေါ်တယ်အဲ့ဒီလိုဟာမျိုးကြတော့ငါဖရာမချီးမွမ်းမဟုတ်ဘူးတဲ့ချီးမွမ်းပါတယ်ချီးမွမ်းပါတယ်ဒီမှာမြတ်စွာဘုရားရရှင်မမောက္ကလလည်းအဲ့ဒီအချိန်မှနော်ဒီကံလာဝါလာပုဒ္ဒရွာရဲ့အနီးကတောကြီးထဲမှာနေတယ်အဲ့တော့မြတ်စွာဘုရားကနိုင်ကြီးချင်းကြောက်ကြောင်တရား9ပါးနဲ့ဟောပြီးတော့ဆုံးခံသွားတဲ့အခါမှာတရားဓမ္မတွေအပေါ်စိတ်ထားပုံနဲ့ဟောပြီးတော့တရင်သုံးပေါ်သင်္ဃာတော်နဲ့တကွတရားဓမ္မတို့နဲ့တွေ့ရင်စကားပြောဖို့စီကံကလနာနဲ့ညွှန်ပြပြီးတော့တန်သက်ကယောနောမှုနဲ့ပတ်သက်၍လည်းပဲဟုတ်လားမချီးမွမ်းအပ်သောယောနောမှုချီးမွမ်းအပ်သောယောနောမှုဒီနှစ်ခုဟောပြီးဘုရားကအဲ့ဒီလိုဧဝရူပေသေနာတနေဟိတံသက္ကံဝဏ္ဏယာမိဤသို့သဘောရှိတဲ့အင်္ဂါ၅ချက်ပြည့်နှက်သောတောကြောင့်များနဲ့ယောနောနေမှုကိုငါဖျားချီးမွမ်း၏လို့စကားလေးဆုံးရောတိတ်သွားဖျားဘက်ကရက်ဖျားကတရားအရက်မှရှင်မမောက္ကလငါဆက်ပြီးပါလျှောက်တယ်လေဧဝံဝုဒ္ဓအာယတမမဟာမောက္ကလနောဘဂဝန္တံဣဒတော်သာဤကဲ့သို့မြတ်စွာဘုရားတရားဒေသနာအလင်းအစစ်အတိုင်းဟောပြီးတဲ့အခါကျတော့ရှင်မမောက္ကလကမြတ်စွာဘုရားကိုဤသို့မင်းညံလျှောက်ထားတယ်ပါလေဂိတဝတ္တနုခောဗန္တိဘိက္ခုသံခိတ်တေနာတနာသင်္ခယဝိမုတ်တောဟောတိဣသန္တနေထောဣသန္တယောဂခေမိဣသန္တဗြမစာရီဣသန္တပရိယောတာနောသေထောဒေဝမနုဿာနံတပိုင်းထဲပဲဒီပြဿနာမျိုးဟိုးနောက်ပိုင်းတရားမင်းသောတာပန်ဖြစ်ပြီးတဲ့နောက်အခါမှာပေါ့တစ်ချိန်မြတ်စွာဘုရားကိုဒီတိုင်းမေးမြန်းလျှောက်ထားဘူးအဲ့ဒါကတော့မဇ္ဈိမနိကေမူလပဏ္ဏတမှာသုလတနာသင်္ခယသုံးဆိုပြီးတော့တပုတ်ရှိပါလေအခုဟာကအင်္ဂုတ္တရနိကေသတ္တကနိဘကရှင်မမောက္ကလငိုက်နေတော့ဟောတဲ့သုတ်မို့လို့ဒီသုတ်တံကိုပသလာယမာနသုတ်
ငိုက်တဲ့တော့ပေါ့ရှင်မောက်လာငိုက်တဲ့တော့အဲ့ဒီလိုခေါ်ပါတယ်အခုတရားပွဲမပြီးသေးဘူးမြတ်စွာဘုရားဘက်ကအမိန့်ရှိလို့တစ်ဖက်တင်ပြီးသေးတယ်အခုရှေ့တရားဆက်ပြီးတော့ရှင်မောက္ကလန်ကမင်းများလျှောက်ထားတယ်ဂိတဝတ္တနုခောဗန္တိဘိက္ခုသံခိတ်တေနတဏှာသင်္ခယဝိမုတ်တောဟောတိအစ္ဆန္တနေတောအစ္ဆန္တယောဂခေမိအစ္ဆန္ဒပြမဇာရိအစ္ဆန္ဒပရိယောသနောသစ္ထောဒေဝမနုဿာနံဗန္တိရှင်မင်းမြတ်ဖျားကိတ္တဝတ္တအဘေမျှသောအကျင့်ပฏิပတ်အစဉ်ဖြင့်ဘေခုယဟန်ဒီတံခိတ္တေနအကျဉ်းချုပ်အားဖြင့်တဏှာသင်္ခယဝိမုတ်တောတဏှာဤအကျွမ်းမဲ့ကုံရာနိဗ္ဗာန်၌မြုပ်ကိုင်းသောစိတ်ရှိသည်ဝါနိဗ္ဗာန်သည်ဟူသောအာယုံကိုအာယုံပြု၍ကိလေသာမှလွတ်သောစိတ်ရှိသည်အစ္ဆန္ဒနိထောစင်စစ်ဧကံအမှန်ယဟံကိစ္စပြီးသူသည်အစ္ဆန္ဒယောဂခေမိစင်စစ်ယောဂလေးတံကုံယာမှန်သည့်နိဗ္ဗာန်တရားရှိသူသည်အစ္ဆန္ဒဗြဟ္မစာရီစင်စစ်မက်ဒီဟုသောမြတ်သောအကျင့်အမြဲမပြတ်ရှိသူသည်အစ္ဆန္ဒပရိယောသနောစင်စစ်တန်တရားဝတ္တုကအဆုံးရှိသောသူသည်ဟောတိဖြစ်ပါတနည်းဖျားဒေဝမနုဿေသူနှင့်နတ်လူတို့၌သေထောဒေဝမနုဿာနံနတ်လူတို့တွင်သေထောအထူးသဖြင့်ချီးမွမ်းအမြတ်သူသည်ဟောတိဖြစ်ပါတနည်းဖျားမြတ်စွာဘုရားအကျဉ်းချုပ်ယဟန္တာပုဂ္ဂိုလ်ကိုတဏှာသင်္ခယဝိမုတ်တာလို့ခေါ်တယ်နော်ယဟန္တာပုဂ္ဂိုလ်သည်ဘာကြောင့်တဏှာသင်္ခယဝိမုတ်တာခေါ်တယ်လဲတဏှာရဲ့ကုံရာနိဗ္ဗာန်တည်းဟူသောအာယုန်၌အမြဲညွတ်ကိုင်းသောစိတ်ရှိလို့ဒါနည်းနိဗ္ဗာန်ကိုအာယုန်ပြုပြီးတော့ကိလေသာတို့မှအပြည့်အပြတ်ကျွတ်လွတ်သောစိတ်ရှိလို့ယဟန္တာပုဂ္ဂိုလ်ကိုတဏှာသင်္ခယဝိမုတ်တာပုဂ္ဂိုလ်လို့လည်းခေါ်တယ်အဲဒီလိုယဟန္တာဖြစ်မှစင်စစ်ဧကံအမှန်ယဟန်ကိစ္စပြီးဆုံးခြင်းရှိတဲ့ပုဂ္ဂိုလ်ယဟန္တာမှအစ္ဆန္ဒနိဋ္ဌအဲဒီယဟန္တာမှအမြဲဟုတ်လားယောဂခေမခေါ်တဲ့နိဗ္ဗာန်ရှိနေတဲ့ပုဂ္ဂိုလ်အမြဲမက်ဒီဟုသောမြတ်သောအကျင့်ရှိနေတဲ့ပုဂ္ဂိုလ်အမြဲတမ်းတန်တရားဝတ္တုခငြိမ့်နေသောပုဂ္ဂိုလ်တန်တရားဝတ္တုခအဆုံးရောက်နေတဲ့ပုဂ္ဂိုလ်ဖြစ်တာတဲ့ဒီတော့တဏှာသင်္ခယဝိမုတ်တအစ္ဆန္ဒနိဋ္ဌအစ္ဆန္ဒယောဂေခေမိအစ္ဆန္ဒဗြဟ္မစာရီအစ္ဆန္ဒပရိယောသနာဆိုတာယဟန္တာပုဂ္ဂိုလ်ရဲ့ခုံ၅ပါးအဲ့ဒီယန္တာပုဂ္ဂိုလ်ဒီနတ်လူတို့တွင်အမြတ်ဆုံးသောပုဂ္ဂိုလ်ဖြစ်ဒီတော့အကျဉ်းချုပ်အားဖြင့်ယဟန္တာဖြစ်ဖို့ရန်ရှေ့ပိုင်းအကျင့်ပฏิပတ်တပည့်တော်ဟောပြညီမြသောအကျင့်ပฏิပတ်ဖြင့်ယဟန္တာဖြစ်နိုင်ကြလေဒီလိုပြောဤတွင်ရှေ့ပိုင်းပฏิပတ်ပုပ္ပဘာကပฏิပဒါနောက်ပိုင်းပฏิပဒါအပရဘာကပฏิပဒါယဟန္တာပုဂ္ဂိုလ်တို့ရဲ့အရိယာပုဂ္ဂိုလ်တို့ရဲ့နောက်ပိုင်းအကျင့်ပฏิပဒါဆိုတာသစ္စာ၄ပါးကိုမက္ခဏဖိုခဏ၌ပိုင်းခြားခြားသိခြင်းဒါကပစ္စတံဝေဒိတပ္ပဆိုတဲ့ဓမ္မဂုဏ်တော်အရာအရိယာပုဂ္ဂိုလ်များကိုယ်စီကိုယ်ငါသိအပ်တဲ့တရားဖြစ်သောကြောင့်ဒေသနာရဲ့အရာမဟုတ်ဘူးသူကိုဟောပြလို့ဆိုကြပါစို့သောတာပတ္တိမဲ့သရဂါမိမဲ့ဖို့အနာဂါမိမဲ့ဖို့အရဟတမဲ့ဖို့ရောက်မယ်အဲ့ဒီသောတာပတ္တိမဲ့ဖို့သရဂါမိမဲ့ဖို့အနာဂါမိမဲ့ဖို့အရဟတမဲ့ဖို့ရောက်ရင်ကိုယ်တိုင်ကိုယ်ကြနိဗ္ဗာန်ကိုမျက်မှောက်ပြုရမယ်ဒီလောက်ပဲဟောဖြစ်ဒီဟိုဘက်မှာဟုတ်လားဒီဟိုဘက်မှာ
ဒီဟောလို့မဖြစ်ဘာဖြစ်လို့အဲ့ဒီတရားကိုကသစ္စာတံဝေဒိတပတရားသစ္စာတံဝေဒိတပဝိညာဉ်ရှိဆိုတဲ့အတိုင်းမဲ့ပညာဖို့ပညာရှိကြတယ်အရိယာသူတော်ကောင်းတို့ဒီကိုယ်စီကိုယ်ငါအသိသိအပ်တဲ့တရားကိုတွေ့ကြုံမှဒီသိတတ်တဲ့မြအပြည့်အစုံသိရတဲ့တရားဖြစ်အဲ့ဒါကြောင့်သူကဒေသနာမှာဟောလို့အကျင့်မဲ့ဖြစ်တယ်အကျင့်မှလည်းပဲပฏิပဒါလို့အနေနဲ့ဟောလို့မရပုပ္ပဘာကပฏิပဒါယဟန္တာမဖြစ်ခင်ရှေ့တိုင်းအကျင့်ပฏิပဒါကတော့ဟောဖြစ်ဘာလို့ရမလဲဘယ်လိုနှလုံးသွင်းရအဲ့ဒါကြောင့်ရှင်မမောဂလကမြတ်စွာဘုရားကိုသံခိတ္တရုရှိပုဂ္ဂိုလ်ပြီးပြီးမြတ်စွာဘုရားအကျဉ်းချုပ်အားဖြင့်ယဟန္တာပုဂ္ဂိုလ်ရဲ့ရှေ့တိုင်းပฏิပဒါကျင့်ရမယ်အကျင့်ပฏิပတ်ကိုပြီးတော့ဟောပေးပါလျှောက်ထားတယ်မြတ်စွာဘုရားလည်းမဆိုင်ဘူးဟောလိုက်ဤဓမ္မောက္ခန္နာနာဘေခုနောသုတံဟောတိသဗ္ဗေဓမ္မာနာလောင်အဘိနိဝေသာယာတိမောက္ခန္နာจิตမောက္ခန္နာဤဓာအံဘွယ်ရှိပြဤငါဖယသာသနာ၌ဘေခုနောယဟန်တိယောဂဝဆရကိုတော်သည်သဗ္ဗေဓမ္မာခတ်သိဥပ္ပမလုံးစုံသောသက်ကာယတရားတို့သည်ဘဝသက်ကာယတရားတို့ကိုအဘိနိဝေကာယငါဥစ္စာငါလေးပြဟူ၍အလွယ်လွယ်အမှားမှနှလုံးသွင်းခြင်းငါနာလမ်းမသိဣတိဤသို့သုတမယဉာဏ်ဖြင့်ဉာဏ်နာအဖူဘိဟောတိဖြစ်၏အကျင့်ဟောရသော်ဗျာစိတ္တမောကလားငါဖေရသာသနာမှာယောဂဝဆရခေါ်ဆိုပုဂ္ဂိုလ်သူမြတ်တပါးသဗ္ဗေဓမ္မနာလံအပိနိဝေသာယာရှင်မောဂလကကျင်းဟောပါဆိုလို့မြတ်စွာဘုရားကအကျဉ်းဆုံးဟောတာခန္တိဥပ္ပမလုံးစုံသောသက်ကာယတရားတို့အားဖြင့်အလုံးနဲ့အမှားမှနှလုံးသွင်းမှုရမသိလျော်ဘူးဆိုတဲ့တရားအချုပ်ကိုကြားဘူးတယ်ဆိုပါစို့ဧဝံစေတမောက္ခန္နာဘေခုနောသုတံဟောတိမောက္ခန္နာจิตမောက္ခန္နာဘေခုနောယဟံဘိဝါယောဂဝဆရပုဂ္ဂိုလ်သည်ဧဝံစဤသို့လည်းသဗ္ဗေဓမ္မနာလံအဘိနိဝေသာယာတိအလုံးစုံသောသက်ကာယတရားတို့ကိုအလွယ်လွယ်အမှားမှနှလုံးသွင်းဖို့ရမသိဟုသောဧတံဤစကားကိုသုတမယဉာဏ်ဖြင့်အဖန်တန်ကြနာအဖူတိဟောတိဖြစ်တယ်ဆိုပါစို့အချင်းသဗ္ဗေဓမ္မာဆိုတဲ့နေရာဒီသဗ္ဗကသက်ကာယသဗ္ဗလို့ခေါ်တယ်သဗ္ဗေဓမ္မာအနတ္တာကပါတဲ့ဒီသဗ္ဗမျိုးမဟုတ်အခုဟာကဝိပဿနာရဲ့အာယုပုဗ္ဗဘာကပฏิပဒါအရဟတဖို့ရဲ့ယဟန္တာပုဂ္ဂိုလ်ရဲ့ပုဗ္ဗဘာကပฏิပဒါဆိုတာအမှန်ဝိပဿနာအဲဒီဝိပဿနာကိုဟောခြင်းတော့ဝိပဿနာရဲ့အာယုံဖြစ်တဲ့တရားဟောမှာမို့လို့ဤနေရာ၌သဗ္ဗေဓမ္မာအယတိသဗ္ဗေဓမ္မာတိသင်္ဆက်ခန္ဓာဒွါဒကာယတနာနိအထာရတဓာတုယောလို့အထကထာကဖွင့်ပြသက်ကာယသဗ္ဗဒီသက်ခန္ဓာဆိုတော့လည်းပဲလောကီလောကုတ္တရာအယောခန္ဓာကိုမဆိုလို့ဘာလဲဆိုတော့လောကီဥပါဒာနဲ့ခန္ဓာ၅ပါးအာယတနာလည်းပဲလောကီအာယတနာဓာတ်လည်းပဲလောကီဓာတ်အဲ့ဒီသဗ္ဗေဓမ္မာဆိုတဲ့စကားဖြင့်ဉာဏ်ပညာထက်မြက်တဲ့ပုဂ္ဂိုလ်များအဖို့ခန္ဓာ၅ပါး
ဉာဏ်ပညာလေအလတ်စားရှိတဲ့ပုဂ္ဂိုလ်များအဖို့အာယရဏ12ပါးဉာဏ်ပညာနှုတ်တဲ့ပုဂ္ဂိုလ်များအဖို့ဓာတ်18ပါးအဲ့ဒီတရားများကိုဝါဒီတရားများဟာတဲ့နိစ္စဒုက္ခဒုပ္ပအတ္တဟူ၍အလွယ်လွယ်အမှားမှနှလုံးသွင်းဖို့ရမသိလျော်ဘူးဘာကြောင့်မသိလျော်ကိုယ်နှလုံးသွင်းနေမယ်လို့နှလုံးသွင်းတဲ့အချင်းအရာနဲ့မတည်ဆိုကြပါစို့ခန္ဓာ၅ပါးမဲ့ရုပ်ကိုသို့မဟုတ်ဝေဒနာကိုသင်ညာကိုသင်္ခါရကိုဝိညာဉ်ကိုငါးမျိုးတစ်မျိုးမျိုးကိုမြဲတဲ့ဟဲ့လို့စိတ်ထဲကပရမတ္ထမျက်စိနဲ့မြင်အောင်ရုပ်တရားကိုကြည့်သို့မဟုတ်ဝေဒနာကိုကြည့်သင်ညာကိုကြည့်သင်္ခါရကိုကြည့်ဝိညာဉ်ကိုကြည့်အဲ့ဒီမိမိဉာဏ်ထဲမှာရလာတဲ့နာမရူပပရိက္ခဟဉာဏ်ဖြင့်သိသိ၍ရလာသောဒီယုံနံတရားကိုခန္ဓာဖွဲ့၍ပဲဖြစ်ဖြစ်အာယတနာဖွဲ့၍ပဲဖြစ်ဖြစ်ဓာတ်ဖွဲ့၍ပဲဖြစ်ဖြစ်ကိုယ်ဟိုဝိပဿနာသွားတော့အဲ့ဒီသုံးမျိုးမှာတစ်မျိုးမျိုးနဲ့ကိုယ်ညာနဲ့ကိုယ်ညာကိုနှိုင်းရှင်ပြီးတော့ဝိပဿနာသွားရအဲ့ဒီလိုသွားရတော့ခန္ဓာအနေနဲ့ဆိုပါတော့မိမိကဉာဏ်ထက်တဲ့ပုဂ္ဂိုလ်မို့နှလုံးသွင်းတဲ့ပုဂ္ဂိုလ်ဆိုရင်ယူပခန္ဓာကိုနိစ္စဒုက္ခအတ္တလို့ကိုယ်ကနှလုံးသွင်းစွဲမှတ်ပေမဲ့နှလုံးသွင်းနေတော့မှတ်နေတော့ဟိုယုတ်ကအနိစ္စဒုက္ခအနတ္တဖြစ်ပြီဆိုကြပါတော့ပုဂ္ဂိုလ်တရားသက္ကုပ္ပတာဒဆိုတဲ့မျက်စိအကြည့်လေးကိုလည်းညှို့ထုတ်ပြီးဟောတာငါကွတချို့လူကရင်ဘတ်ကိုလည်းညှို့ထုတ်ပြီးတော့ဟရိယဝတ္ထုကိုလည်းညှို့ထုတ်ပြီးတော့ငါကွနဲ့ပြောတယ်အဲ့ဒီလိုတဏှာဆွဲမာနဆွဲဒိဋ္ဌိဆွဲဟုတ်လားတချို့ကတော့လည်းနရွက်ထိုးပြတာနာထုတ်ပြီးတော့ဒါငါကွစသည်ပေါ့လေအရက်ထဲမှာသိရမယ်သူဟာမျက်စိကိုငါဆွဲနေတယ်နာကိုငါဆွဲနေတယ်ဟရိယဝတ္ထုတို့မို့စိတ်ကိုငါဆွဲနေတယ်အဲ့ဒီလိုသိရသူကငါကွလို့ဆွဲနေတော့ရှိသေးတယ်ဟိုကသူလည်းညှို့ထုတ်ပြတဲ့တရားကခဏနိရောဓအနေနဲ့ချုပ်သွားတယ်သူကပြောနေတဲ့ဟိုတရားတွေကမရှိအဲ့ဒါကြောင့်မိမိကနိစ္စကြီးထင်ပြီးတော့ဆွဲနေပေမဲ့သူကထင်တဲ့အချင်းအရာနဲ့မတည်ဟုတ်လားအနိစ္စသဘောယူပြီးတော့သွားရင်မိမိကဒုက္ခထင်ပြီးဆွဲနေပေမဲ့သူကဒုက္ခအဖြစ်နဲ့မတည်ဟုတ်လားအဖြစ်အပျက်တို့ဖြင့်အနိစ္စခံနေရတဲ့ဒုက္ခသမအနေနဲ့သူကဖြစ်မိမိကစိုးပိုင်နေငါနိုင်တယ်ကာလမြင့်ရှိတည်လိမ့်မယ်လို့ဒီလိုထင်နေပေမဲ့ထင်တာနဲ့ဟိုမှာဖြစ်နေတာနဲ့ကတခြားကိုမစိုးပိုင်ကိုရုပ်ကိုနံကိုမစိုးပိုင်ဒါကြတဲ့လောကပြင်းညတ်မှာသာဟုတ်လားငါကငါပိုင်တော့ပြောတာဒီယုံနံပရမတ္ထနေပေကြတော့ယုံနံပိုင်လို့မရသူဘာသာသူဖြစ်ခြင်းဖြစ်သူဘာသာသူပြည့်ခြင်းပြည့်ငါပိုင်လို့ရှိရင်ပြည့်ခြင်းမပြည့်နဲ့လို့ပိုင်းကြည့်သမှာလားတခုမှမရဘယ်သူမှမျက်စိလေးတွေမမှုံညင်ဟုတ်လားမမှုံညင်မမှုံညင်ဟာလို့ပြောပါလားဘယ်ရအသက်ကြီးတာမှုံခြင်းမှုံတာနာဘယ်သူမှမလေးခြင်းဘူးမလေးနဲ့ဟာလို့ပြောကြရလားမရအဲဒီတော့မြတ်စွာဘုရားကရှင်မောက္ကလံကကျင်းရင်ဟောပါဆိုတော့ခြေသားခတ်သိမ်းသောဥပါဒာနဲ့ခန္ဓာ၅ပါးဉာဏ်အလယ်အလတ်သာဓမအတွက်အာယရဏ12ပါးဉာဏ်အနုမငါအတွက်ဓာတ်18ပါးအဲ့ဒီတရားတွေကိုနေသဒုက္ခအတ္တလို့နှလုံးသွင်းဖို့ရမသိလျော်ဘူးလို့သုတမယဉာဏ်နဲ့အဖန်ပန်ကြားနာပြီးပြီဆိုရင်စိတ်တာမယဉာဏ်နဲ့လောသဗ္ဗံဓမ္မံအဘိဇာနာတိ
သောထိုယဟန်ဒီသဗ္ဗံဓမ္မံအလုံးစုံသောသက္ကာယခေါ်တဲ့လောကီယုတ်နံတရားကိုအဘိဓာနာတိညာတပရိညာဖြင့်ထူးထူးချွန်ချွန်သိ၏ဘာပြောတာလဲသီလဝိသုဒ္ဓိယုတ်နံအသိမရောက်သေးပထမကိုကျင့်သီလစင်ကြယ်ရတယ်နှစ်စိတ်တဝိသုဒ္ဓိမိမိရဲ့စိတ်ကိုနိဝရဏတို့မှစင်ကြယ်အောင်သမာဓိအလုပ်လုပ်ရတယ်သမာဓိအလုပ်လုပ်လို့ဥပ္ပစာရသမာဓိသို့မဟုတ်အပ္ပနာသမာဓိရောက်လာတဲ့အခါကျတော့မိမိတန်တန်နိဝရဏကင်းကွာသွားတယ်အဲဒီလိုနိဝရဏကင်းကွာတဲ့အချိန်ကိုစိတ်တဝိသုဒ္ဓိလို့ခေါ်တယ်ဒိဋ္ဌိဝိသုဒ္ဓိနာယုတ်တရားကိုသိသိတဲ့နာမရူပပရိက္ခာညာလေးကင်္ခာဝိတရဏဝိသုဒ္ဓိနာယုတ်တရားကိုအကြောင်းနဲ့ကိုင်းပြီးတော့သိသိတဲ့ညာပစ္စယပရိက္ခာညာခေါ်တယ်အဲဒီဝိသုဒ္ဓိနှစ်ပါးကိုညာတပရိညာလို့ခေါ်တယ်ဒိဋ္ဌိဝိသုဒ္ဓိကင်္ခာဝိတရဏဝိသုဒ္ဓိဝိသုဒ္ဓိစကားပြောရဉာဏ်ပညာစကားပြောလို့ရှိရင်နာမရူပပရိက္ခာဉာဏ်ပစ္စယပရိက္ခာဉာဏ်ရောက်ပြီဆိုလို့ရှိရင်ဖြင့်အဲ့ဒါညာတပရိညာနဲ့ယုံနာနှစ်ပါးကိုအနိစ္စဒုက္ခအနတ္တလို့သိအဲ့ဒီသိတဲ့အသိဉာဏ်ကိုအဘိဓာနာတိလို့သုံးလိုက်သောသဗ္ဗံဓမ္မာအဘိဓာနာတိသောထိုယံနိသဗ္ဗံဓမ္မံခတ်သိင်ဥက္ကုံအလုံးစုံတေဘုံမကဝိပဿနာစာရဖြစ်တဲ့ယုံနာတရားကိုအဘိဓာနာတိညာတပရိညာသကံဖြင့်ခွေကြံထွန်းထွန်းသိမြင်ပေ၏သဗ္ဗံဓမ္မံခတ်သိင်ဥက္ကုံအလုံးစုံတေဘုံမကဝိပဿနာစာရဖြစ်တဲ့ယုံနာတရားကိုပရိဓာနာတိအဘိညာယညာတပရိညာဖြင့်ခွေကိုချမ်းကြံသိမြင်ကြည်ရသည်ရှိသောပရိဓာနာတိတိရဏပရိညာဖြင့်ထဝန်းခြင်းအနိစ္စပဲဒုက္ခပဲအနတ္တပဲလို့ခွေကြံသိမြင်၏အဲ့ဒီဒုတိယစာပတ်ဖြင့်တိရဏပရိညာလို့ခေါ်တဲ့ဝိပဿနာဉာဏ်7ပါးကိုပြောတယ်စေတမောကလားပထမသုတ္တမေယဉာဏ်ဖြင့်ယုံနာနှစ်ပါးတေဘုံမကသင်္ခါရတရားတို့ကိုနေသဒုက္ခအတ္တဟူ၍နှလုံးသွင်းဖို့ရမသိနှလုံးမသွင်းသေးဒါသုတ္တမေယဉာဏ်နဲ့ပထမသိခြင်းအဲဒီလိုသိပြီးတဲ့နောက်ဒီယုံနာနှစ်ပါးကိုပစ္စယပရိက္ခာဉာဏ်နာမရူပပရိက္ခာဉာဏ်အဲ့ဒီဉာဏ်နှစ်ပါးနေရောက်အောင်ဒီဉာဏ်အခိုက်မှာအနိစ္စဒုက္ခအနတ္တအသိဖန်ပြိုးပြီအဲ့ဒီလိုသိတာမျိုးညာတပရိညာလို့ခေါ်တယ်အဲ့ဒီနာမရူပပရိက္ခပစ္စယပရိက္ခဉာဏ်ခေါ်တဲ့ဒိဋ္ဌိဝိသုဒ္ဓိကင်္ခာဝိတရဏဝိသုဒ္ဓိမှအထက်တက်ပြီးတော့သမတနာဉာဏ်ဥရိယပိယဘင်္ဂဘယအာဒီနောနိဗ္ဗိဒမုက္ခိတုကမြတာပတိသင်္ခာသင်္ခါရုပက္ခဆိုတဲ့အနုလောမတိုင်အောင်သောအထက်ဝိပဿနာဉာဏ်7ပါးကိုတော့တိရဏပရိညာအနိစ္စအမှန်ဒုက္ခအမှန်အနတ္တအမှန်လို့ဆုံးဖြတ်တဲ့အသိဉာဏ်မို့လို့ဝိပဿနာဉာဏ်7ပါးကိုတိရဏပရိညာတိရဏပရိညာဖြင့်သိတာကိုသဗ္ဗံဓမ္မံအဘိညာယသဗ္ဗံဓမ္မံပရိဇာနာတိတိရဏပရိညာဖြင့်ဝိပဿနာဉာဏ်10ဖြင့်တဲ့၍အနိစ္စဒုက္ခအနတ္တလို့
ပွားများကျိုးကုတ်အားထုတ်သိမြင်နေတဲ့အခိုက်ပါလို့သောသဗ္ဗံဓမ္မံပရိညာယယံကိစိဝေဒနာဝေဒိတိဒုက္ခဝါဒုက္ခဝါအဒုက္ခမဒုက္ခဝါဘာပြောလဲမောက္ခလနာจิตမောက္ခလသောထုယောဂဝဆရပုဂ္ဂိုလ်သည်သဗ္ဗံဓမ္မံခတ်သိဥဒ္ဓံလုံးသုံးသောတရားကိုတိဘုံမကသင်္ခါရတရားကိုပရိညာယတိရဏပရိဉ္ဉ္ဖြင့်တိရဏပရိညာဖြင့်ကောင်းစွာသိမြင်၍ဒါကသိမြင်စေဝိပဿနာအလုပ်လုပ်နေစေကိုဆိုလိုတယ်အဲ့ဒီလိုသိမြင်နေတဲ့အခါမှာယံကိဉ္စီဝေဒနာဝေဒိတိဒုက္ခံဝါဒုက္ခံဝါဝေဒနာဒုက္ခဝေဒနာကိုပဲဖြစ်ဖြစ်ဒုက္ခံဝါဝေဒနာဒုက္ခဝေဒနာကိုပဲဖြစ်ဖြစ်အဒုက္ခမဒုက္ခံဝါဝေဒနာဥပ္ပခဝေဒနာကိုပဲဖြစ်ဖြစ်ယံကိဉ္စီယမမထာတဘာပါသောဝေဒနာကိုဝေဒေတိခံစားတယ်ဆိုပါစို့ဒီရဏပရိညာဝိပဿနာဉာဏ်7ပါးအာထုတ်နေသောအဲ့ဒီယောဂဝဆရာပုဂ္ဂိုလ်သည်ဒုက္ခဝေဒနာကိုသို့မဟုတ်ဒုက္ခဝေဒနာကိုသို့မဟုတ်ဥပ္ပခဝေဒနာကိုခံစားနေတဲ့ခံစားနေစေဆိုပါစို့စကားဟာဒီယုံနာပြောရကနေဝေဒနာပြန်ပြီးတော့ဘယ်နဲ့ကြောင့်သဗ္ဗံဓမ္မံလို့ယုံနာပြောရကဝေဒနာဘာလို့ပြန်ပြောရသဘုရားအပေါ်မှာသောရကတက်เสียရှိရှင်မောဂလန်တို့ရှင်သာရိပုတ္တရာတို့ကသူတို့ကဒီယုတ်ကမ္မထန်တဲ့နံကမ္မထန်ကိုသူတို့ကဉာဏ်ကြီးရှင်နေမို့လို့နှစ်သက်အဲ့ဒီနံကမ္မထန်မှာလည်းပဲဟိုရှင်သာရိပုတ္တရာကြတော့လေဒီဝေဒနာလာတာပဲဟိုရှင်သာရိပုတ္တရာကျွတ်တောင်းဝင်တဲ့အခါလဲဝေဒနာလာတာအခုရှင်မောဂလန်ကိုမြတ်စွာဘုရားကဒီဝေဒနာပဲလွှဲပြီးတော့ဝေဒနာပရိက္ခဟညွှန်ပြမြတ်စွာဘုရားကစေတမောဂလန်အဲ့ဒီယောဂဝဆရာပုဂ္ဂိုလ်ဟာဒီဘုံမကသင်္ခါရဆိုတဲ့ဝိပဿနာရဲ့ကျက်စားရတရားကိုဒီရဏပရိညာဝိပဿနာဉာဏ်7ပါးနဲ့ပိုင်းခြားသိမြင်နေတော့ဒုက္ခဝေဒနာကိုသို့မဟုတ်ဒုက္ခဝေဒနာကိုသို့မဟုတ်ဥပ္ပခဝေဒနာကိုခံစားရဆိုပါစို့ခံစားတယ်ဆိုတာကအရက်ကသဘောကျအောင်ပြောတာအမှန်ကတော့အဲ့ဒီတရားအားထုတ်နေတော့ဒီကြောင့်ကမစကပုဂ္ဂိုလ်ရဲ့တဏ္ဍာမဒုက္ခဝေဒနာဒုက္ခဝေဒနာဥပ္ပခဝေဒနာအကြောင်းအလျော်စွာဝေဒနာတစ်ပါးပါဖြစ်ပေါ်လာပြီဆိုပါစို့ဖြစ်ပေါ်လာရင်ဘာလို့သောဓာတုဝေဒနာတုအနိစ္စ ानु ပတိဝိဟရတိဝိရာဂ ानु ပတိဝိဟရတိနိရောဓ ानु ပတိဝိဟရတိအနုပတိအနိစ္စဟုအဖာမှန်ရှုပြီးဖြစ်၍ဝိဟရတိနေ၏ဒုက္ခ ानु ပတိဒုက္ခဟုအဖာမှန်ရှုပြီးဖြစ်၍ဝိဟရတိနေ၏ဝိရာဂ ानु ပတိဟောအခုပဲကုန်ကင်းသွားပြီဟုဝိပဿနာအခိုက်မဲ့အဖန်ပန်ရှုလေရှိသည်ဖြစ်၍ဝိဟရတိနေနိရောဓ ानु ပတိဟောငါကြည့်နေတော့ဒီဝေဒနာကလေးချုပ်သွားပြီဟုအဖန်ပန်ရှုသည်ဖြစ်၍ဝိဟရတိနေပတိနိဗ္ဗာန် ानु ပတိငါကြည့်နေတော့ဒီဝေဒနာရဲ့ဝေဒနိတသဘောကလေးစွန့်သွားပြီဟုအဖန်ပန်ရှုလေရှိသည်ဖြစ်၍ဝိဟရတိနေ၏ဒါလေးပါမိမိတဏ္ဍဝေဒနာဖြစ်လာရင်အဲ့ဒီဝေဒနာကို
ဒီဝေဒနာသည်ဖြစ်ပြီးလင်းပြတ်သောကြောင့်အနိစ္စဟဲ့အဲ့ဒီလိုရှုဒီဝေဒနာရဲ့သဘောဒီအခုပဲကင်းသွားပြီဝေဒနာလေးဟာဟိုဘင်္ခဏရောက်သွားတော့ဒီဝေဒနာသဘောကဒီခန္ဓာကိုယ်မှာကင်းသွားတာအဲ့ဒီလိုရှုတာကိုဝိရာဂနုပတနာလို့ခေါ်တယ်အဲ့ဒီကင်းတယ်ဆိုတာနဲ့ဒီခန္ဓာကိုယ်မှာဒီဝေဒနာချုပ်သွားပြီဆိုတာနဲ့ဟုတ်လားအတူတူပဲဟာဒီဝေဒနာချုပ်သွားပြီအဲ့ဒီလိုရှုတာဟာဒီဝေဒနာဒီမိမိရဲ့သဘောကိုစွန့်သွားပြီခံစားမှုသဘောကိုစွန့်သွားပြီရှုတာပฏิနိစ္စကနုပတ္တိဒါလောကီဝိပဿနာအခိုက်မှာအခုလိုပဲအနိစ္စ ानु ပါတိဝိရာဂ ानु ပါတိနိရောဓ ानु ပါတိပฏิနိစ္စကနုပတ္တိအယကောက်အဲ့ဒီလိုရှုတော့ရှုပါများတော့ဘာဖြစ်အရိယမေညာရောက်လာတယ်အရိယမေညာရောက်လာတဲ့အခါကျတော့သောတာတုဝေဒနာတုအနိစ္စ ानु ပါတိဝိရာဂ တောဝိရာဂ ानु ပတ္တိဝိဟရံတောနိရောဓ ानु ပတ္တိနုဝိဟရံတောပฏิနိစ္စက ानु ပတ္တိဝိဟရံတောမောက္ခလနာจิตမောက္ခလံသောထိုယောဂဝဆရပုဂ္ဂိုလ်သည်သာသူဝေဒနာတုထိုဖြစ်ပေါ်ရာဝေဒနာသုံးပါးတို့၌ဒုက္ခဝေဒနာဖြစ်ရင်ဒုက္ခဝေဒနာကိုဒုက္ခဝေဒနာဖြစ်ရင်ဒုက္ခဝေဒနာကိုဥပ္ပခဝေဒနာဖြစ်ရင်ဖြစ်ပေါ်လာတဲ့ဥပ္ပခဝေဒနာကိုအနိစ္စ ानु ပတ္တိအနိစ္စဟုအဖမှန်ရှုသည်ဖြစ်၍ဝိဟရံတောနေလျက်ဝိရာဂ ानु ပတ္တိဝိပဿနာခဏဒုံကတော့ဝေဒနာရဲ့ကင်းခြင်းကိုအဖမှန်ရှုမခဏကြတော့ဣသန္တဝိရာဂလို့ခေါ်တဲ့နိဗ္ဗာန်ကိုအဖမှန်ရှုမဉ္ဇဏ်နဲ့နိဗ္ဗာန်ကိုမြင်နေတယ်ဝိရဏတောနေလတ်သည်ရှိသောနိရောဓ ानु ပတ္တိဝိပဿနာအခိုက်အတ္တ၌ခယနိရောဓမဉ္ဇဏ်အခိုက်အတ္တ၌ဣသန္တနိရောဓခေါ်တဲ့နိဗ္ဗာန်ကိုအဖန်ပန်ရှုသည်ဖြစ်၍ဝိဟရံတောနေလတ်သည်ရှိသောပฏิနိဗ္ဗာန် ानु ပတ္တိဝိပဿနာအခိုက်၌ဝေဒနာရဲ့မိမိရဲ့ခံစားမှုဝေဒယိတသဘာဝကိုစွန့်သွားပါဘကောဟုအဖန်ပန်ရှုမခဏ၌နိဗ္ဗာန်ကိုသဝံသောအာယုံပြု၍သဝံသောအဖန်မှန်ရှုသည်ဖြစ်၍ဝိရံတောနေလတ်သည်ရှိသောနကိစီလောကေဥပါတိယတိလောကေသင်္ခါရလောကယုံနံဓမ္မ၌ကိစီတသုတ်တခုသောသင်္ခါရတရားကိုမှနဥပါတိယတိတဏှာဖြင့်မဆွဲလန်းတော့ပြီအနိစ္စဝိရာဂနိရောဓပฏิနိစ္စကမမြဲတဲ့သဘောပါလားကင်းကွာသွားပါဘကောချုပ်သွားပါဘကောမိမိသဘောကိုစွန့်သွားပါဘကောလို့ဒီလိုရှုလို့ရှိရင်လောကမှာရှိတဲ့သင်္ခါရလောကထဲမှာဘယ်သင်္ခါရကိုမှတဏှာနဲ့ငါဥစ္စာလို့မဆွဲယူတော့အနိစ္စသာမြင်အောင်ရှုတဏှာနဲ့မဆွဲတော့ဒါပြောတယ်မခဏကြတော့သမုတ်စေတပဟံဖြင့်တဏှာကိုပယ်တယ်ဝိပဿနာခဏကြတော့တထင်ကပဟံနဲ့တဏှာကိုပယ်ထားလို့တဏှာနဲ့မဆွဲတော့ဘူးတဏှာနဲ့မဆွဲရင်ဒိဋ္ဌိကိုတဏှာနဲ့မှမဆွဲရင်ဒိဋ္ဌိကဆွဲเสียကိုမရှိတော့ဘူးဒါကြောင့်ဥတည်ပြီးတော့တဏှာဇောကိုသာမြတ်စွာဘုရားဖြိုးနေတယ်
အနုပါတိယံနပရိတတတိအနုပါတိယံတဏှာဖြင့်မဆွဲယူလက်သည်ရှိသောနပရိတတတိထဝန်းခြင်းမတောင့်တတော်ပြီတဏှာနှင့်ဒီအာယုန်ကိုဒီတိဘုံမကသင်္ခါရတွေကိုမဆွဲလိုက်ရင်ဘယ်တဏှာနဲ့တောင့်တတော့မှလေတဏှာနဲ့မတောင့်တလို့ရှိရင်ဝါတောင့်တတဲ့တဏှာမိမိသန္တာမှာမဖြစ်ရင်ဒီဘုံမကဝတ္တဂာမိကံကိုမိမိမပြုတော့ဒီဘုံမကဝတ္တဂာမိကံကိုပြုတာတဏှာနဲ့အဲ့ဒီဒီဘုံမကတရားတွေကိုဒီဘုံမကတရားမှတ်မသိပဲနဲ့ပုဂ္ဂိုလ်သတ္တဝါငါသူတစ်ပါးယောက်ျားမိန်းမအလွယ်လွယ်အမှားမှားအမှတ်ထင်ပြီးတော့ငါဟဲ့ငါဥစ္စာဟဲ့အဲ့ဒီလိုအစွဲရှိလို့တဏှာစွဲကြောင့်ဒီတိဘုံမကတရားတွေကိုတောင့်တတာအဲ့ဒီလိုတဏှာနဲ့မှမစွဲပြီဆိုအဲ့ဒီတိဘုံမကသင်္ခါရတရားတွေဘာမှမတောင့်တတော့အပရိတတံပစ္စတံယေဝပရိနိဗ္ဗာယတိအပရိတတံတဏှာဖြင့်တစုံတစ်ခုသောသင်္ခါရကိုမှမတောင့်တသည်ရှိတော့ပစ္စတံယေဝအတိအချမ်းသာခြင်းဝါကိုယ်ပိုင်ကိုယ်တိုင်သာခြင်းပရိနိဗ္ဗာယတိကိလေသာပရိနိဗ္ဗာန်ဝန်စံချုပ်ငြိမ်းအပူဇတ်သိမ့်လေတော့ဤကိလေသာပရိနိဗ္ဗာန်တဏှာတောင့်တမှုသာပြတ်ရင်ကိလေသာပရိနိဗ္ဗာန်တခါလဲဝန်စံသွားရောအရဟတမေရဟတဖို့ရောက်တယ်ပြောတာနော်ကိလေသာပရိနိဗ္ဗာန်စံမီဆိုရဲ့ယဟန္တာဖြစ်ပြီယဟန္တာဖြစ်ရင်အဲ့ဒီယဟန္တာပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာခိနာဇာတိဩငါမဘဝပဋိတရေကုန်ကြီးဩဒီလိုသိတဲ့ပစ္စုခဏဝိပိတံမြမစရိယငါသည်မတိဝသောမြတ်သောအကျင့်ကိုအပြည့်အစုံကျင့်သုံးအပ်လေပြီဟောဒီလိုပစ္စုခဏတစ်မျိုးကတံကရဏီယံပြုရမယ်မက္ကိစ္စကိုငါအပြည့်အစုံပြုရလေပြီဟောဒီလိုပစ္စုခဏတစ်မျိုးနာဘရံအိဋ္ဌတာယနောက်ထပ်တစ်ပံမက္ကိစ္စအတွက်ငါမှာအလုတ်လို့ဖွယ်မရှိတော့ဘူးဟဲ့လို့သိတဲ့ပစ္စုခဏတစ်မျိုးပစ္စုခဏညာ၄မျိုးပြောတယ်ဟိုမက်ကိုဆင်ញင်တယ်ဖိုးကိုဆင်ញင်တယ်နိဗ္ဗာန်ကိုဆင်ញင်တယ်ပေပြီးကိလေသာကိုဆင်ញင်တယ်ဆိုတာကမူလပစ္စုခဏအဲ့ဒါကအရဟတမေရဟတဖို့တော့ရောက်ပြီးချင်းရတဲ့မက်ကိုဆင်ញင်တယ်ဖိုးကိုဆင်ញင်တယ်နိဗ္ဗာန်ကိုဆင်ញင်တယ်အရဟတမေဖြင့်ပယ်လိုက်တဲ့ကိလေသာတွေဆင်ញင်တယ်အဲ့ဒါကဒီမူလပစ္စုခဏ၄ပါးအခုပြောတာကအဲ့ဒီပစ္စုခဏတွေအောင်မြင်ပြီလို့ယန္တာဖြစ်တဲ့အခါအစစ်စစ်ပရံပရပစ္စုခဏလို့ခေါ်တယ်ဩငါမေဘဝပဋိတရေကုန်ပြီဒီလိုဆင်ញင်သိမြင်တဲ့ပစ္စုခဏညာမြတ်သောအကျင့်ကိုငါကကျင့်သုံးရလေပြီအပြည့်အစုံကျင့်သုံးရလေပြီမတ္တိဟုသောဗြဟ္မစရိယကိုဖြင့်အပြည့်အစုံငါကကျင့်သုံးရလေပြီငါမှာမက္ကိစ္စအလုံးစုံပြုရလေပြီနောက်တစ်ဖန်မက္ကိစ္စအတွက်အလုံးလုံးရမရှိတော့ဘူးလို့အဲ့ဒီလိုပရံပရပစ္စုခဏဖြင့်ပသနာတိပိုင်းခြားထင်သိမြင်လေတော့ဤမြတ်စွာဘုရားပြီးတော့မှဒေသနာနိကိုဧတဝတ္တခောမောက္ကလနာဘေကုသံခိတေနာတနာသင်္ခယဝိမုတ်တောတိအစ္ဆန္တနေတောအစ္ဆန္တယောဂခေမိအစ္ဆန္တဗြဟ္မစာရိအစ္ဆန္တပရိယောသနောသစ္ထောဒေဝမနုဿာနံမောက္ကလနာစေတမောက္ကလံဣတဝတ္တဤမြတ်သောသုတ္တမယညာသိန္ဒမယညာပြောခဲ့တဲ့ဘာဝနာမယညာဤပฏิပတ်လမ်းစဉ်ဖြင့်ဘိက္ခုယံဤသံခိတေနအကျဉ်းချုပ်အားဖြင့်တဏှာသင်္ခယဝိမုတ်တောတဏှာရဲ့ကုံရာနိဗ္ဗာန်၌
မြုပ်ကိုင်းသောစိတ်ရှိတဲ့ယဟန္တာပုဂ္ဂိုလ်အစ္ဆန္ဒနေသောစင်စစ်ပြီးဆုံးခြင်းရှိသောယဟန္တာပုဂ္ဂိုလ်အစ္ဆန္ဒဗြဟ္မစာရီစင်စစ်အမြဲမပြတ်မတိဟုသောမြတ်သောအကျင့်ရှိသောယဟန္တာပုဂ္ဂိုလ်အစ္ဆန္ဒယောဂခိမိစင်စစ်ယောဂလေးတံကုံယာမှနိဗ္ဗာန်တရားရှိတဲ့ယဟန္တာပုဂ္ဂိုလ်အစ္ဆန္ဒပရိယောသနောစင်စစ်သံတရားဝတ္တုကအဆုံးရှိတဲ့ယဟန္တာပုဂ္ဂိုလ်ဒေဝမနုဿာနံမြတ်သူတို့တွင်သေထောအထုသဖြင့်ချီးမွမ်းအားမြတ်သောယဟန္တာပုဂ္ဂိုလ်သည်ဟောတိဖြစ်ပါလေတော့ဤလို့ယဟန္တာပုဂ္ဂိုလ်ရဲ့ရှင်မောဂလမေးတဲ့ဂုဏ်ကြီးမေးတဲ့ပြဿနာနဲ့အညီအကုန်ပြန်ပြီးတော့မြတ်စွာဘုရားတရားညီကိုသိမ့်တယ်စေတမောဂလအခုပြောခဲ့တဲ့အတိုင်းယောဂဝဆရာယန္တိတိသုဒ္ဓမယဉာဏ်ဖြင့်ခတ်သိမ်းသောသက္ကာယတေဘုံမကတရားတို့ဟာနိစ္စဒုက္ခအတ္တလို့နှလုံးသွင်းဖို့ရမသိလို့ပထမနှလုံးမသွင်းသွင်းလို့ရှိအဲ့ဒီလိုသုဒ္ဓမယဉာဏ်ဖြင့်သိပြီးတဲ့နောက်တစ်ဆက်ဒိဋ္ဌိဝိသုဒ္ဓိကင်္ခာဝိတရဏဝိသုဒ္ဓိလို့ခေါ်တဲ့နာမရူပပရိက္ခဉာဏ်ပစ္စယပရိက္ခဉာဏ်ဒီဉာဏ်နှစ်ပါးနဲ့ယုံနံတို့ရဲ့အနိစ္စဖြစ်ပုံအချင်းအရာဒုက္ခဖြစ်ပုံအချင်းအရာအနတ္တဖြစ်နေပုံအချင်းအရာကို